Eju-9 Reactor drone ဟာ American လေတပ်နဲ့ကမ္ဘာတဝန်းရှိစစ်တပ်တွေမှာလက်ရှိအသုံးပြုနေတဲ့အဆင့်မြင့်လူမပါတဲ့တိုက်ခိုက်ရေးနဲ့ကင်းထောက် drone တစ်ခုဖြစ်ပါတယ်။ ဒင်းဟာကင်းထောက်ခြင်းနဲ့တိုက်ခိုက်ခြင်းတာဝန်တွေကိုတပြိုင်နက်တည်းလုပ်ဆောင်နိုင်ပါတယ်။ဒင်းမှာ Honeywell Turbo Prop engine ကိုအသုံးပြုထားပြီးမြင်းကောင်ရေ900အားရှိပါတယ်။အမြင့်ပေပေါင်း9000အထိပြန်တန်းနိုင်ပြီးပြင်းမြအားဖြင့်28နာရီနီးပါးကြာရှည်စွာပြန်တန်းနိုင်ပါတယ်။ဒီအပြင်တနာရီကို240 knots 440 ကီလိုမီတာခန့်အထိအမြန်ဆုံးသွားနိုင်ပါတယ်။ Eju-9 drone ဟာပေါင်3900ကျော်ရှိတဲ့လက်နက်တွေကိုတည်ဆောင်နိုင်ပြီး AGM-11 Hellfire စတဲ့တိကျစွာပစ်ခတ်နိုင်တဲ့ဒုံးကျည်များလေးစာလမ်းညွှန်ပုံများ GPS လမ်းညွှန်ပုံများကိုလည်းတပ်ဆင်ပစ်ခတ်နိုင်ပါတယ်။ drone မောင်းနှင်သူတဦးနဲ့အာရုံခံကိရိယာထိန်းချုပ်သူတဦးစုစုပေါင်း2ဦးကမြေပြင်အခြေစိုက်စခန်းကနေအဝေးထိန်းစနစ်နဲ့မောင်းနှင်ရတာဖြစ်ပါတယ်။အာရုံခံကိရိယာအနေနဲ့အပူလိုင်းကင်မရာတွေနေညကြည့်ရှုနိုင်တဲ့ကင်မရာတွေနဲ့ရေဒါစနစ်တွေပါဝင်တဲ့အတွက်လည်းမိုးသေးထန်နေချိန်ဒါမှမဟုတ်မီးခိုးတွေကြားထဲမှာတောင်ပြစ်မှတ်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။လက်ရှိမှာတော့ဒီတိုက်ခိုက်ရေး drone ကိုတော့အမေရိကန်အပြင်ဗြိတိန်ပြင်သစ်အီတလီစပိန်နယ်သာလန်နဲ့အိန္ဒိယစတဲ့နိုင်ငံတွေမှာလည်းလက်ရှိအသုံးပြုလျက်ရှိပါတယ်။ Eju-9 ပြီဆိုတဲ့ဗာရှင်းအသစ်မှာတော့ရေပြင်ကင်းထောက်ဖို့အတွက် Sea Guardian နဲ့ကုန်းတွင်းပိုင်းအတွက် Sky Guardian ဆိုပြီးအမျိုးအစားခွဲထားပါသေးတယ်။ဒီ drone ဟာရန်သူနယ်မြေပေါ်မှာအချိန်ကြာကြီးပြန်တန်းပြီးစောင့်ကြည့်နေနိုင်တာကြောင့်လဲဟန်နာကေလာအမဲလိုက်တက်ဖြတ်သူလို့လည်းလူသိများလျက်ရှိပါတယ်။